ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမြင်တွေ့နေရတဲ့ LED မီးတွေရဲ့အကြောင်းကိုသင်သိပါသလားသူတို့ကိုဘယ်လိုမျိုးတိဆောက်ထားပြီးတော့သူတို့ရဲ့နောက်ကွယ်မှာဘယ်လိုမျိုးစမ်းကြဲတဲ့နည်းပညာတွေရှိနေတာပါလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ TDX channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ TDX channel ကနေခေတ်မီနည်းပညာတွေအကြောင်းကို decode လုပ်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ LED တွေဘယ်လိုမျိုးအလုပ်လုပ်ကြတယ်လဲပြီးတော့သူတို့ကိုဘယ်လိုမျိုးဖွဲ့စည်းတည်ဆောက်ထားကြတယ်လဲစားတဲ့စိတ်ဝင်စားစရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် LED ကိုအမြင်အားဖြင့်ကြည့်မယ်ဆိုရင်ပုံစံအတူတူပဲလို့ကျွန်တော်တို့ထင်ကြမှာပါဒါပေမဲ့အတွင်းပိုင်းမှာတိဆောက်ထားပုံချင်းကတော့တူညီကြပါဘူးဒါကြောင့်မလို့လဲ LED တွေလင်းတဲ့အခါတစ်လုံးနဲ့တစ်လုံးအရောင်မတူကြတာပဲဖြစ်ပါတယ်တချို့ LED တွေဆိုလို့ရှိရင် LED တစ်လုံးတွေကနေပြီးတော့အရောင်မျိုးစုံလင်းတာကိုမြင်ဘူးကြမှာပါ LED ဆိုတာအလင်းထုတ်ပေးနိုင်တဲ့ diode မျိုးစားတစ်ခုပဲဖြစ်ပါတယ်သူ့ရဲ့အရှိကောက်ကတော့ light emitting diode လို့ခေါ်ပါတယ်တာမန် diode တွေလိုပဲလျှက်စစ်ကို direction တစ်ဖက်ထဲကိုပဲစီးဆင်းစေနိုင်တာပါ LED ကိုခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုလို့ရှိရင်အဓိကဒီစိတ်ပိုင်း၅မျိုးပဲရှိပါတယ်ဒီထဲမှာမှအရေးပါဆုံးကတော့ဒီသေးငယ်တဲ့ semiconductor chip ပြားလေးပဲဖြစ်ပါတယ်ဒီ chip ပြားလေးရဲ့အရွယ်အစားဆိုရင်1 mm ဒါမှမဟုတ်1 mm ထက်သေးငယ်တဲ့အရွယ်အစားလောက်မှာပဲရှိတာပါဒါကိုဒီအားဖြင့် PN junction လို့လည်းခေါ်ပါတယ် semiconductor chip ပြားတွေကိုပုံမှန်အားဖြင့် aluminum တို့ gallium တို့ indium တို့စတဲ့ဒီ crystal တွေနဲ့အဓိကဖွဲ့စည်းတည်ဆောက်ထားတာပါဒီပါဝင်တဲ့ material တွေပေါ်မှာမူတည်ပြီး LED တွေရဲ့အရောင်အားလည်းကွဲပြားသွားတာပါ PN junction လို့ခေါ်တဲ့ဒီ semiconductor chip ပြားတွေကိုအဓိကအားဖြင့်၃ပိုင်းခွဲခြားကြည့်လို့ရပါတယ် free electron တွေထည့်ထားတဲ့ N channel ရဲ့ electron တွေလိုအပ်နေတဲ့ electron hole တွေဖြစ်နေတဲ့ P channel ပြီးတော့သူတို့နှစ်ခုကြားမှာဖြစ်ပေါ်လာတဲ့ depletion region ရဲ့ပါ semiconductor chip ပြားရဲ့ N channel ဘက်ကို silicon တွေထပ်ပေါင်းထည့်လိုက်တဲ့အခါမှာ free electron တွေကိုဖြစ်ပေါ်လာစေတာပါ P channel ဘက်ကိုတော့ magnesium တွေထပ်ပေါင်းထည့်လိုက်တဲ့အခါမှာ electron တွေလိုအပ်နေတဲ့ electron hole တွေကိုဖြစ်ပေါ်လာစေပါတယ်ဒီနှစ်ခုကိုအတူတူကထားလိုက်တဲ့အခါမှာ electron တွေခုန်ကူးဖို့လိုအပ်တဲ့ depletion region ကိုဖြစ်ပေါ်စေတာပါပါမန်ခြေနေမှာဆိုရင် electron တွေကဒီ depletion region ကိုလွယ်ကူမခုန်ကူးနိုင်ကြပါဘူးပြင်ပကလျှက်စစ်ဘိုးအားတက်ရောက်မှသာ electron တွေကဘက်ကနေတစ်ဖက်ကိုခုန်ကူးနိုင်ကြတာဖြစ်ပါတယ်အဲဒီလို electron တွေခုန်ကူးရတဲ့အကွာအဝေးကို band gap လို့လည်းခေါ်ပါတယ် semiconductor ကိုပြုလုပ်ထားတဲ့မတူညီတဲ့ material ကြောင့် electron တွေတစ်ဖက်ကနေတစ်ဖက်ကိုခုန်ကူးကြရတဲ့ band gap အကွာအဝေးချင်းလည်းမတူညီကြပါဘူးအဲဒီလို band gap အကွာအဝေးမတူညီမှုတွေကြောင့် LED တွေတစ်လုံးနဲ့တစ်လုံးရဲ့ power pole ချင်းလည်းကွဲပြားသွားတာဖြစ်ပါတယ်power pole ဆိုတာကတော့ electron တွေ N channel ကနေ P channel ကိုခုန်ကူးဖို့အတွက်လိုအပ်တဲ့တွန်းအားတစ်ခုကိုဆိုလိုတာဖြစ်ပါတယ် electron တွေခုန်ကူးသွားတဲ့အခါအလင်းကဘယ်လိုထွက်သွားသလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ကြရအောင်ပါ power pole ရဲ့တွန်းအားကြောင့် electron တွေ N channel ကနေ P channel ကိုခုန်ကူးကြတဲ့အချိန်မှာစွမ်းအင်ဆုံးရှုံးမှုအချို့ကိုဖြစ်စေပါတယ်အဲဒီကဆုံးရှုံးသွားတဲ့စွမ်းအင်တွေကို photon energy ဖြစ်ပြောင်းလဲပြီးအလင်းထုတ်လွှတ်ပေးတာပဲဖြစ်ပါတယ်တာမန် diode တွေကတော့ silicon နဲ့အဓိကပြုလုပ်ထားတဲ့အတွက်အလင်းထုတ်လွှတ်မပေးနိုင်ကြပါဘူးအပူစွမ်းအင်ဖြစ်ပဲထုတ်လွှတ်ပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့် semiconductor ကိုပြုလုပ်ထားတဲ့ material တွေကအရေးကြီးဆုံးအခန်းကဏ္ဍမှာပါဝင်နေတာဖြစ်ပါတယ်အနီရောင် LED semiconductor chip ကို aluminum gallium indium phosphate တို့နဲ့ဖွဲ့စည်းထားပါတယ်အနီရောင်အလင်းနှန်းဟာအလင်းတွေအားလုံးထဲမှာစွမ်းအင်အနည်းဆုံးအလင်းနှန်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့အနီရောင် LED ရဲ့ power pole တွေကတခြား LED ရဲ့ power pole တွေထက်ပိုပြီးနည်းပါတယ်သူရဲ့ power pole တွေကတော့ 1.8 to 2.0 ပိုဝန်းကျင်မှာရှိပါတယ်စိမ်းရောင်အပြာရောင်ခရမ်းရောင် LED တွေကိုတော့ indium gallium nitrogen တို့နဲ့ဖွဲ့စည်းထားပါတယ်ဒီ LED ကိုပြုလုပ်ထားတဲ့ material တွေကတူကြပေမဲ့ပါဝင်မှုအချိုးအစားတွေကတော့မတူကြပါဘူးဒါကြောင့်မလို့သူတို့ရဲ့ band gap မှာလည်းကွာခြားသွားတာဖြစ်ပါတယ် band gap ကွာခြားမှုကြောင့်မတူညီတဲ့အလင်းရောင်တွေကိုထုတ်လွှတ်ပေးတာဖြစ်ပါတယ်စိမ်းရောင် LED ရဲ့ power pole တွေကတော့ 2.2 ပိုဝန်းကျင်မှာရှိပါတယ်အပြာရောင်ကတော့ 3.2 ပိုဝန်းကျင်မှာရှိပါတယ်ခရမ်းရောင်ကတော့စွမ်းအင်အမြင့်ဆုံးဖြစ်တဲ့အတွက်သူ့ရဲ့ power pole တွေကတော့ 3.3 ပိုဝန်းကျင်ရှိပါတယ် LED တွေကိုတိုင်းတာတဲ့အခါ power pole တွေကအရင်ရေးကြီးပါတယ် power pole တွေရောက်မှသာ LED တွေကမီးစလင်းတာဖြစ်ပါတယ်တာမန် multimeter တွေကတော့
3.4 လောက်သာရှိကြတာပါဒါကြောင့်မလို့အပြာနဲ့ခရမ်း LED ကိုတိုင်းတာပြီးမရနိုင်ပါဘူးမိတ်ဆွေတို့ရဲ့အိမ်မှာမာတီမီတာရှိရင် LED ကိုတိုင်းတာစမ်းသပ်ကြည့်နိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ရဲ့အချိန်တွေကြိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်ဒီလိုနည်းပညာဘူးတူတာတွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်